ဖိုးဟာမိခိုးရောင်ကြောင်လေးကိုအသားရပုတ်တက်ပေးလိုက်တဲ့ခါမှာတော့သူ့ကိုယ်သူဆယ်စုနှစ်ပေါင်းများစွာပြန်လည်နှုတ်ပြသွားတယ်လို့မျိုးရုတ်တရက်ခံစားလိုက်ရပါတယ်။သူဟာဒီဖြစ်အပျက်ကိုကိုတောင်မယုံကြည်နိုင်အောင်ဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်မို့လို့သူဟာကြောင်လေးကိုအမြန်မဲထပ်ပြီးအချိန်ချင်းပုတ်တက်ပေးလိုက်ပြန်ပါတယ်။ခဏအကြာမှာတော့သူဟာမမျှော်လင့်ပဲအသက်35နှစ်အရွယ်လူငယ်တယောက်ဘဝကိုပြန်ရောက်သွားခဲ့ပါပြီ။စမ်းကြယ်လာတဲ့အဲ့ဒီမိခိုးရောင်ကြောင်လေးကိုစိုက်ကြည့်ရင်သူဟာအသက်18နှစ်အရွယ်အထိနောက်ထပ်ပြန်ပြီးနှုတ်ပြခြင်းစိတ်တွေပြင်းပြလာခဲ့ပါတယ်။သူဟာကြောင်လေးကိုဆွဲပွေပြီးယူသွမတက်အတင်းတက်မှပုတ်တက်ပါတော့တယ်။မျှော်လင့်ထားတဲ့အတိုင်းပဲသူလိုရှိတဲ့အတိုင်းအသက်18နှစ်အရွယ်ကောင်းလေးတယောက်ပြန်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့နှိမ့်ဆက်တယ်လို့ခံလိုက်ရတဲ့မိခိုးရောင်ကြောင်လေးဟာစိတ်ပြက်လက်ပြက်နဲ့အဝေးကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပါပြီ။အဲ့ဒီလူငယ်ဟာကြောင်လေးကိုသူ့တယောက်တည်းအတွက်ပဲအပိုင်သိမ်းထားခြင်းစိတ်နဲ့နောက်ကနေအသေးအတန်လိုက်ရှာပါတော့တယ်။မကြခင်မှာပဲသူဟာမြို့ထဲကလမ်းမတွေပေါ်ထိရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့ကြောင်လေးကတော့ဘယ်နားရောက်သွားမှမသိပျောက်ချက်သားကောင်းနေခဲ့ပါပြီ။သူစိတ်ပြက်လက်ပြက်ဖြစ်နေတော့လမ်းတစ်ဖက်ကဘာတစ်ခုကိုတတိထားမိသွားပါတယ်။အဲ့ဒီဘားထဲမှာတော့အသက်အရွယ်သူလူငယ်တွေကြီးပဲရှိနေကြတာပါ။သူဟာခဏလောက်ဝေခွဲမရဖြစ်နေပြီးမှအဲ့ဒီဘားထဲကိုလမ်းဝင်သွားခဲ့ပါတယ်။ဒီတော့တွင်းမှာတော့မိခိုးရောင်ကြောင်လေးဟာပြတင်းပေါက်ပေါင်ပေါ်ကနေတဆင့်အိမ်ထဲကိုပြန်တက်လာခဲ့ပါတယ်။ကြောင်လေးဟာအဲ့ဒီလူရဲ့အိမ်ကိုပြန်ရောက်လာပြီးဆိုဖာပေါ်ကိုခုန်တက်လိုက်ပါတယ်။အိမ်ကဇနီးတီဟာကြောင်လေးသူမရဲ့ပေါင်ပေါ်ခုန်တက်လာတာကိုမြင်ပေမဲ့လည်းမောင်းမထုတ်ခဲ့ပါဘူး။အဲ့ဒီစားသူမဟာအေးအေးဆေးဆေးထိုင်ရင်းစာအုပ်ဖတ်နေခဲ့ပြီးလက်ကလည်းတဘာဝအတိုင်းကြောင်လေးကိုပုတ်တက်ပေးနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လူပြိုပြန်ဖြစ်နေတဲ့ခင်ပွန်းတီဟာအိမ်ပြန်ရောက်လာပြီးဇနီးဖြစ်သူရဲ့ပေါင်ပေါ်မှာကြောင်လေးရှိနေတာကိုတွေ့သွားခဲ့ပါတယ်။သူဟာဒေါသကြီးနဲ့ကြောင်လေးကိုဖမ်းဖို့အတင်းလူယူလိုက်ပါတော့တယ်။ဒါပေမဲ့ကြောင်လေးကတိတ်ကိုလင်းမြန်လွန်းလာပါတယ်။သူ့လက်ထဲကနေရုံထွက်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒါထက်ပိုပြီးတော့ထိတ်လန့်စရာကောင်းခဲ့တာကတော့သူ့ရဲ့ဇနီးတီဟာအရင်ကထက်ဆယ်စုနှစ်ပေါင်းများစွာပိုပြီးအိုမင်းရောသွားတာကိုမြင်လိုက်ရတာပါပဲ။တကယ်တော့ကြောင်လေးပေးတဲ့နှုတ်ပြခြင်းလက်ဆောင်ဟာသူ့ဇနီးတီစီကအသက်အရွယ်တွေကိုဆုပ်ယူလိုက်တာဖြစ်နေပါတယ်။ခင်ပွန်းဖြစ်သူနှုတ်ပြလာလေးဇနီးတီမှာယောဂဝေဒနာတွေပုံမခံစားရပြီးအိုမင်းလာလေးဖြစ်ခဲ့ရတာပါ။ဇနီးတီဟာအသက်ကြီးရင်ပြီးအိုမင်းမစွမ်းဖြစ်နေတဲ့ကြားကပဲခင်ပွန်းဖြစ်သူရဲ့မျက်နှာကိုလက်ကလေးနဲ့တာတာယာယာပုတ်တက်ပေးခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးနှုတ်ဆက်စကားတော့မပြောနိုင်ရှာတော့ပဲဇနီးတီဟာဝမ်းနည်းပူဆွေးစွာနဲ့ပဲခင်ပွန်းဖြစ်သူရဲ့အနားကနေထာဝရထွက်ခွာသွားခဲ့ရပါတော့တယ်